အရှင်ဖေယသာသမီယရနာမထွန်းကားတာဟာဘယ်ဘဝကအကုသိုလ်ကံကြောင့်ပါလဲဖေယတဲ့မြတ်စွာဘုရားလက်ထက်တော်အခါတုန်းကသာသမီမထွန်းကားတဲ့အပုဒ္ဒကဆိုတဲ့တထေးတဦးရှိပါတယ်အဲ့ဒီတထေးကြီးဟာဘဝတစ်ခုမှာတထေးတဦးဖြစ်ခဲ့စဉ်တုန်းကအကူကြီးရဲ့သားဖြစ်သူသူ့ရဲ့တူလေးကိုလက်ဆွဲပြီးလမ်းလျှောက်တဲ့အခါမှာခလေးကဤလှဲသည်ငါအဖေရဲ့လှဲဤနွားသည်ငါအဖေရဲ့နွားဆိုပြီးကလေးတို့တဘာဝပါဇက်သေးရှိတာတွေပြောပါတယ်အဲ့ဒီလိုပြောတာကိုဒီကလေးကြီးလာရင်ငါပစ္စည်းတွေယူတော့မှာပဲဆိုပြီးစိုးရိမ်စိတ်တွေနဲ့ကလေးကိုတောထဲခေါ်ပြီးတော့လဲပင်းညှစ်ပြီးတတ်လိုက်ပါတယ်အဲ့ဒီလိုတပ်ဖြတ်ခဲ့တဲ့ပါဏာတိပါဒမကောင်းမှုအကုသိုလ်ကံကြောင့်ငရဲမှာနှစ်ပေါင်းများစွာခံရပြီးအခုဂေါရမမြတ်စွာဘုရားလက်ထက်မှာသာသမီယရနာမထွန်းကားတဲ့အပုဒ္ဒကတထေးရဲ့ဆိုပြီးဖြစ်လာပါတယ်သာသမီယရနာမထွန်းကားရခြင်းဟာလက်ရှိအပေါ်ယံမှာတော့အခြားအကြောင်းပြချက်တွေများစွာရှိပေမဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင်ဘဝတစ်ခုခုမှာဤကဲ့သို့အလားတူသောမကောင်းမှုအကုသိုလ်ကံတစ်ခုခုကိုပြုခဲ့မိလို့ဖြစ်ပါလိမ့်မယ်တပည့်တော်မေးလျှောက်ချင်ပါတယ်ဖယားအမျိုးသမီးများဓမ္မတာလာရင်ဖယားရေချမ်းစွမ်းပန်းများကတ်လို့မရဘူးဆိုတာဟုတ်ပါသလားအရှင်ဖယားတဲ့မဟုတ်ပါဘူးเนาะအဲ့ဒါကရှေးလူကြီးတွေရဲ့အယူအဆတွေပဲဖြစ်ပါတယ်အမျိုးသမီးတွေဓမ္မတာလာတဲ့အချိန်ကလေးမီးဖွားပြီးတဲ့အချိန်တွေဟာခန္ဓာကိုယ်မတန်ရှင်းသေးတဲ့အချိန်ဖြစ်တာကြောင့်အဲ့ဒီလိုအချိန်မျိုးမှာဖယားပန်းကက်ခြင်းဖယားစွမ်းတော်တင်ခြင်းတွေမလုပ်ကောင်းဘူးလို့ရှေးလူကြီးတွေကအယူအဆရှိကြပါတယ်။ဘာကြောင့်အဲ့ဒီလိုအယူအဆရှိရတာလဲဆိုရင်အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မတန်ရှင်းသေးတဲ့အတွက်ဖယားရှင်ကိုကြည်ညိုလေးစားလို့ပဲဖြစ်ပါတယ်။သို့တော်လည်းပဲအဲ့ဒီအယူအဆတွေဟာဖယားရှင်ရဲ့အယူအဆတွေမဟုတ်တာကြောင့်ဓမ္မတာလာတဲ့အချိန်ပဲဖြစ်ဖြစ်ကလေးမီးဖွားပြီးတဲ့အချိန်ပဲဖြစ်ဖြစ်အမျိုးသမီးတွေအနေဖြင့်ဖယားပန်းကက်ခြင်းဖယားစွမ်းတော်တင်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ကောင်းတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့အယူမှားခြင်းရဲ့ဆိုးကျိုးကိုပြောပြကြပါတယ်တခါတုန်းကဆောင်မုံလာမှာရွာတရွာကကထိန်တရားဟောဖို့ဦးစင်းကိုပင့်တာကြောင့်တရားဟောကြွရပါတယ်တရားဟောပြီးလို့ခဏနားနေတဲ့အချိန်မှာလူတွေရုပ်ရုပ်သဲသဲဖြစ်တာကြောင့်ဘာဖြစ်ကြတာလဲလို့မေးကြည့်တဲ့အခါမှာကလေးတယောက်မွေကြိုက်ခံရလို့ပါဖေရဆိုပြီးရှောက်ပါတယ်စေယုံစေကံပို့မှာပဲဆိုတဲ့အတွေးနဲ့ဘာမှမပြောဘဲနေလိုက်ပါတယ်ညရောက်လို့မေးကြည့်တဲ့အခါမှာတော့ကလေးလေးဆုံးသွားပြီလို့သိရပါတယ်စေယုံစေကံမပို့ဘူးလားလို့မေးကြည့်တဲ့အခါမှာကလေးရဲ့မိဘတွေကစေယုံစေကံမပို့ပဲဘိုင်းဆရာနဲ့မန်းမှုပြီးကုနေတာကြောင့်ကလေးလေးဆုံးရခြင်းဖြစ်ပါတယ်ဗျာလို့လျှောက်ပါတယ်မွေကြိုက်တာကိုမန်းမှုပြီးကုလို့ရတယ်လို့ထင်နေပုံရပါတယ်အဲ့ဒီလိုထင်နေတာကအမှားဖြစ်ပါတယ်အဲ့ဒီအမှားကြောင့်ပဲကလေးတယောက်ရဲ့အသက်ဆုံးခဲ့ရပါတယ်မလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်ကင်ကျင့်သုံးနေသမျှကာလပတ်လုံးတန်ဖိုးရှိတဲ့အရာတွေဆုံးရှုံးနေအောင်မှာဖြစ်ပါတယ်မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာအနှစ်မရှိတဲ့တရား၌အနှစ်ရှိတဲ့ဟုထင်ကြကုန်၏အနှစ်ရှိတဲ့တရား၌ကအနှစ်မရှိဘူးရဲ့လို့ထင်ကြကုန်၏ထိုအနှစ်ကိုအကာထင်အကာကိုအနှစ်ထင်တဲ့လူတွေဟာမှားယွင်းတဲ့အကြံစီသာလျင်ပြတ်စားရာအာယုံရှိကြလေသောကြောင့်အနှစ်စစ်အနှစ်မှန်နဲ့ပြည့်စုံတဲ့တရားကိုဘယ်တော့မှမရနိုင်ဘူးလို့ဟောကြားတော်မူပါတယ်။ဒါကြောင့်တန်ဖိုးရှိတဲ့အရာတွေမဆုံးရှုံးခြင်းဘူးဆိုရင်လွဲမှားတဲ့အယူဆတွေကိုလက်မခံကြပါနဲ့လို့ပြောချင်ပါတယ်။အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာ၍ဓမ္မဗဟုသုတအသိဉာဏ်များတိုးပွားကြပါစေ။
အရှင်ဖေယမာနမင်းဟာဖျားစုပန်ထားသောပုဂ္ဂိုလ်ဆိုတာတကယ်ဟုတ်ပါသလားဖေယတဲ့အရှင်ဥပဂုဒ္ဓမထေရရဲ့ဆုံးမမှုကြောင့်မာနမင်းဟာတန်ဝေကရပြီးဖျားစုပန်သွားတယ်လို့တချို့ကပြောကြပါတယ်ထေရဝါဒပိဋကတ်တော်မှာအရှင်ဥပဂုဒ္ဓမထေရဆိုတာမရှိတာကြောင့်အရှင်ဥပဂုဒ္ဓမထေရရဲ့ဆုံးမမှုကြောင့်မာနမင်းဟာတန်ဝေကရပြီးဖျားစုပန်သွားတယ်ဆိုတာဟာမဖြစ်နိုင်ပါဘူးနော်သို့တော်လည်းပဲမာနမင်းဟာဖျားစုပန်ထားသောပုဂ္ဂိုလ်ဖြစ်ပါတယ်ဘယ်မှာဘသူကိုအကြောင်းပြုပြီးဖျားစုပန်ထားတာလဲဆိုရင်မူလပါဏာတပါဠိတော်မာရသစ္စနိယတုံးမှာမာနမင်းဟာအရှင်မောက္ကလန်ကိုနှောက်ယှက်တဲ့အခါမှာအရှင်မောက္ကလန်ကဆွေမျိုးဆက်ပြီးတရားဟောပါတယ်ရှင်မောက္ကလန်ဤတရားဟောပြောမှုကြောင့်မာနမင်းဟာတန်ဝေကရပြီးတာဝကဘောဓိစုကိုမပန်ဘဲသမ္မာတန်ဗုဒ္ဓဖျားစုကိုပန်ခဲ့ပါတယ်ဒါကြောင့်မာနမင်းဟာဖျားစုပန်ထားသောပုဂ္ဂိုလ်ဖြစ်ပါတယ်အရှင်ဖျားမေခွန်းမေးလျှောက်ခွင့်ပြုပါဖျားစင်တကောင်ကိုတတ်တာနဲ့ချင်းတကောင်ကိုတတ်တာဘယ်ဟာအပြစ်ပိုကြီးပါသလဲဖျားတချို့ပြောကြတာတော့စင်ကိုတတ်တာကဝရိယအားဆိုင်ရလို့ပိုအပြစ်ကြီးပါတယ်ဟုပြောကြပါတယ်ဖျားအဲ့ဒါမှန်ပါသလားဖျားတဲ့မှန်တာပေါ့နော်စင်ကိုဘက်တတ်ချင်းကိုဘက်တတ်ပါဏာတိပါဒကံထိုက်တာတော့အတူတူပဲသို့တော့အပြစ်ကြီးတာနဲ့သေးတာတော့ကွာပါတယ်ချင်းကအကောင်သေးတဲ့အတွက်ချင်းကိုတတ်တဲ့အခါမှာဖြက်ဆိုတစ်ချက်တည်းရိုက်လိုက်တာနဲ့ချင်းကသေးပါတယ်သိပြီးအာမဆိုင်ရတဲ့အတွက်အကုသိုလ်စေတနာလဲနဲတာကြောင့်ချင်းကိုတတ်တဲ့အပြစ်ကသေးပါတယ်နော်စင်ကတော့အကောင်ကြီးတဲ့အတွက်စင်ကိုတတ်တဲ့အခါမှာအားဆိုင်ရတာကြောင့်အကုသိုလ်စေတနာများတဲ့အတွက်စင်ကိုတတ်တဲ့အပြစ်ကပိုပြီးကြီးပါတယ်ဒါကြောင့်စင်တကောင်ကိုတတ်တဲ့အပြစ်နဲ့ချင်းတကောင်ကိုတတ်တဲ့အပြစ်ရှင်တဲ့အခါမှာစင်တကောင်ကိုတတ်တဲ့အပြစ်ကကြီးတယ်ဆိုတာမှန်ပါတယ်နော်